ဇလန်းအစမှာတော့တာရွှီတိုက်ကြီးရဲ့အပြင်ဘက်ကမြစ်ကမ်းနားကမြင်ကွင်းတစ်ခုကိုတွေ့ရမှာပါအဲ့ဒီနေရာမှာရုတ်တရက်ကလေးငိုတန်တစ်ခုထွက်ပေါ်လာပါတယ်ကြည့်လိုက်တော့လူတစ်ယောက်ကကလေးတစ်ယောက်ကိုချီပြီးမြစ်ကမ်းဘေးမှာလမ်းလျှောက်နေတာပါဒါပေမဲ့အံ့ဩဖို့ကောင်းတာကအဲ့ဒီလူဟာတေဆုံးသွားတာကြာပြီးဖြစ်တဲ့အလောင်းတစ်ခုဖြစ်နေတာပါအဲ့ဒီလိုအခြေအနေမျိုးနဲ့တောင်သူဟာကလေးလေးကိုဘေးကင်းအောင်ရှေ့ကိုဆက်ပြီးတည်ဆောင်သွားပေးနေခဲ့ပါတယ်နောက်တော့အဲ့ဒီကလေးလေးကိုလူတစုနဲ့တွေ့ရပါတယ်အဲ့ဒီလူတွေကတော့ခန္ဓာကိုယ်ချိုးရင်းချက်ရှိနေသူတွေပါတချို့ကလက်မပါဘူးတချို့ကခြေထောက်မရှိဘူးတချို့ဆိုမျက်စိမမြင်ရဘူးသူတို့အားလုံးဟာဒီကလေးကိုမြင်ပြီးအံ့အားသင့်သွားကြပါတယ်ဘာလို့လဲဆိုတော့တာရွှီတိုက်ကြီးထဲမှာမကောင်းဆိုးဝါးဆွမ်းအားတွေအရန်ကြီးဆိုးနေတာကြောင့်တာမန်လူတယောက်ဆိုရင်တညတောင်အသက်ရှင်ဖို့မလွယ်ပါဘူးအဲ့ဒီတော့ဒီကလေးကဘလို့လုပ်ပြီးအခုထိအသက်ရှင်နေရတာလဲဆိုပြီးနားမလည်နိုင်ဖြစ်နေကြတာပါအဲ့ဒီအချိန်မှာပဲစကားမပြောနိုင်တဲ့လူကြီးတယောက်ကကလေးရဲ့လက်ဘေးမှာဆွဲထားတဲ့ဆွဲသီးလေးကိုလက်ညှိုးထိုးပြပါတယ်အဲ့ဒီဆွဲသီးပုံစံဟာတာရွှီတိုက်ကြီးထဲမှာရှိတဲ့ရုပ်တုတွေနဲ့ပုံစံတူနေတာပါအဲ့ဒီရုပ်တုတွေကမကောင်းဆိုးဝါးဆွမ်းအားတွေကိုမဝင်နိုင်အောင်တားဆီးပေးနိုင်တာကြောင့်ဒီဆွဲသီးကြောင့်ပဲကလေးလေးအသက်ရှင်နေတာဖြစ်နိုင်တယ်လို့သူတို့သဘောပေါက်သွားကြပါတယ်အဲ့ဒီအချိန်မှာကလေးလေးကအကျယ်ကြီးထအောင်ငိုပါလေရောအဲ့ဒီအခါအဖိုးကြီးတယောက်ကစိတ်တူပြီးကလေးကိုတွန်းထုတ်ပြဖို့လုပ်ပါတယ်ဒါပေမဲ့နောက်တစ်ယောက်ကတားပြီးငါတို့ကိုယ်တိုင်တောင်ဒုက္ခနဲ့အသက်ရှင်နေရတာဒီကလေးကိုစောင့်ရှောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ပြောပါတယ်ဒါနဲ့သူတို့အားလုံးကလေးကိုတခြားသူတယောက်ယောက်စီပေးပစ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်အတိအကျအဲ့ဒီအချိန်မှာပဲအဖွားကြီးတယောက်ရောက်လာပါတယ်သူကငါ့မှာနွားတစ်ကောင်ရှိတယ်ငါပဲဒီကလေးကိုလူလားမြောက်အောင်ပြုစုပြောထောင်ပေးမယ်လို့ပြောပြီးကလေးကိုရွာလူကြီးစီခေါ်သွားပါတယ်အကြောင်းစုံကိုကြားပြီးတဲ့နောက်ရွာလူကြီးကငါတို့ရွာကိုပထမဆုံးအကြိမ်ကျမ်းမာတန်ဆွမ်းတဲ့ကလေးတယောက်ရောက်လာတာပဲဆိုပြီးရွာမှာနေထိုင်ခွင့်ပြုလိုက်ပါတယ်အဖွားကလည်းကလေးကိုချင်မှုလို့နာမည်ပေးလိုက်ပါတယ်နောက်တော့တညမှာမကောင်းဆိုးဝါးမိန်းမတယောက်ကချင်မှုကိုလာရောက်တိုက်ခိုက်ပါတယ်ဒါပေမဲ့ထူးဆန်းတာကချင်မှုဟာနည်းနည်းလေးတောင်ကြောက်ရွံ့ခြင်းမရှိတာပါပဲအဲ့ဒီအချိန်မှာပဲအဖွားကသူ့ရဲ့မော်စွမ်းအင်ကိုတုံးပြီးအဲ့ဒီမကောင်းဆိုးဝါးကိုဖမ်းဆီးကပိတ်လောင်လိုက်ပါတယ်အချိန်တွေကြာလာတာနဲ့အမျှချင်မှုဟာတဖြည်းဖြည်းကြီးပြင်းလာခဲ့ပါတယ်သူဟာရွာထဲမှာတယောက်တည်းရှောက်သွားတတ်ပြီးမကောင်းဆိုးဝါးတရဝါတွေရဲ့တိုက်ခိုက်ခြင်းကိုခဏခဏခံရပါတယ်တခါကဆိုရင်လင်းယုံငှက်ကြီးတစ်ကောင်ကသူ့ကိုချီပြီးတောင်တဲသွားပါသေးတယ်ဒါပေမဲ့ချင်မှုမှာဘာတန်ရာမှမရပဲအကောင်းတိုင်းပြန်ဖြစ်နေတာကိုမြင်တော့အဖိုးကြီးတွေအားလုံးပို့ပြီးတော့တောင်အံ့ဩနေကြပါတော့တယ်တရက်မှာတော့ချင်မှုဟာတောထဲမှာဆေးမြစ်တွေတွားရှာနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာရုတ်တရက်ရုတ်တုတစ်ခုကအသက်ဝင်လာပြီးပတ်ဝန်းကျင်ကကြောက်ခဲတွေဟာလေထဲမှာပြန်တက်လာပါတယ်။ချင်မှုလည်းကြောက်လန့်တကြားနဲ့ထွက်ပြေးပြီးရုတ်တုတစ်ခုပေါ်တက်သွားပါတယ်။အဲ့ဒီကနေကြောက်ခဲတစ်လုံးကောက်ပေါက်လိုက်တဲ့အခါကြောက်ခဲဟာလေထဲမှာတင်ပျောက်ကွယ်သွားပါတယ်။အဲ့ဒီနောက်ကောင်းကင်မှာအေယာမဝိညာဉ်ကြီးတစ်ခုပေါ်လာပြီးမျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ချင်မှုတစ်ယောက်အဖွားရဲ့ဘေးမှာရောက်နေတာကိုတွေ့လိုက်ရပါတယ်။ညဘက်အိမ်မပြန်လို့ဆိုပြီးအဖွားကသူ့ကိုစူနေပါတော့တယ်နောက်နေ့မှာတော့ချင်မှုကရွာလူကြီးကိုဘာလို့ညဘက်ဆိုရင်ဒီလောက်တောင်ကြောက်စရာကောင်းတဲ့အကောင်တွေပေါ်လာရတာလဲလို့မေးပါတယ်ရွာလူကြီးကတော့ဒီရုပ်တုတွေရှိနေတဲ့၍ငါတို့ရွာကဘေးကင်းပါတယ်လို့ပဲဖြေပြီးရုပ်တုတွေအကြောင်းကိုတော့အသေးစိတ်ပြောမပြပါဘူးအဲ့ဒီနောက်မှာတော့ဇလန်းရဲ့အကြီးမားဆုံးအလှည့်ပြောင်းဖြစ်လာပါတယ်ညဘက်မှာချင်မှုရဲ့နွားမကြီးကရုတ်တရက်စကားပြောလာပါတယ်နွားမကြီးကသူ့ကောင်းမှာစိုက်ထားတဲ့အက်ကိုဖြုတ်ပေးဖို့ချင်မှုကိုတောင်းဆိုပါတယ်အဲ့ဒီအက်ကအဖွားစိုက်ထားတာဆိုတာချင်မှုသိပေမဲ့နွားမကြီးကိုယုံပြီးအက်ကိုဖြုတ်ပေးလိုက်ပါတယ်အက်ကိုဖြုတ်လိုက်တာနဲ့နွားမကြီးရဲ့ကိုယ်ထဲကနေမကောင်းဆိုးဝါးမိန်းမတစ်ယောက်ထွက်လာပါတယ်ဒီမိန်းမဟာနွားမကြီးရဲ့ကိုယ်ထဲမှာ12နှစ်တောင်ပိတ်လောင်ခံထားရတာပါအဲ့ဒီမိန်းမကချင်မှုကိုတတ်ဖို့လုပ်တဲ့အချိန်မှာပဲအဖိုးနဲ့အဖွားရောက်လာပါတယ်အဖွားကသူ့ရဲ့အက်နဲ့အဲ့ဒီမကောင်းဆိုးဝါးကိုတတ်လိုက်ပြီးအဖိုးကတော့အလောင်းကိုမြစ်ထဲပစ်ချလိုက်ပါတယ်ဒီဖြစ်ရပြီးတဲ့နောက်မှာတော့ဒီနေရာကိုမိစ္ဆာတွေခိုးအောင်တဲ့နေရာလို့ထင်နေတဲ့လူစိမ်းတချို့ကရွာသားအားလုံးကိုတတ်ဖို့စီစဉ်နေကြတာကိုတွေ့ရပါတယ်အဲ့ဒီနောက်မှာတော့ချင်မှုရဲ့စွမ်းအားတွေနိုးထလာဖို့အတွက်ရွာကလူကြီးတွေကဒဏ္ဍာရီလာဝိညာဉ်တရဝါတွေရဲ့သွေးကိုယူပြီးချင်မှုကိုတိုက်ကြွေးပါတယ်ဒါပေမဲ့ချင်မှုမှာဘာစွမ်းအားမှနိုးထမလာတာကြောင့်အားလုံးစိတ်ပြတ်သွားကြပါတယ်အဲ့ဒီအချိန်မှာရွာလူကြီးကသူ့ခန္ဓာကိုယ်ကတခြားသူတွေနဲ့မတူဘူးနောက်တစ်ချိန်မှာဝိညာဉ်ပေါင်းစုံရဲ့စွမ်းအားကိုသူသုံးနိုင်လိမ့်မယ်လို့ပြောပါတယ်ဒါပေမဲ့နောက်မှသိလိုက်ရတာကတော့ဒါဟာအားလုံးကိုအားမငယ်စေခြင်းလို့ရွာလူကြီးကလိန်ပြောခဲ့တာပါနောက်ဆုံးမှာတော့လူကြီးတွေအားလုံးစုပေါင်းပြီးချင်မှုကိုပြင်းထန်တဲ့လေ့ကျင့်ခန်းတွေစတင်တင်ပေးကြပါတော့တယ်။ဓာတ်တိုင်းလက်ဝိတ်နဲ့လင်းမြအောင်လုပ်တဲ့နီလန်းတွေအစုံအလင်မှာပဲချင်မှုကိုယ်တိုင်လည်းဒီကဘာမှာအသက်ရှင်ဖို့ဆိုရင်သူကိုယ်တိုင်အကောင်းမှဖြစ်မယ်ဆိုတာကိုသဘောပေါက်သွားပါတယ်။ဒီလိုနဲ့ပဲတာရွှီတိုက်ကြီးရဲ့ပထမပိုင်းဇလန်းဟာပြီးဆုံးသွားပါတယ်။နောက်ထပ်ပိုင်းမှာတော့ချင်မှုရဲ့လေ့ကျင့်ခန်းတွေကအခုထပ်ပိုပြီးပြင်းထန်လာဖို့ရှိနေပါတယ်